မင်္ဂလာပါရှင် Emily Pocket ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Emily ကလက်မောင်းတွင်းနဲ့ထည့်တဲ့တတိသားပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်မေးထားတဲ့မေးခွန်းတွေကိုပြန်ပြီးတော့ဖြေသွားပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ပထမဆုံးမေးခွန်းလေးပေါ့နော်ပထမဆုံးမေးခွန်းကတော့လက်မောင်းတွင်းနဲ့ပေါ့နော်တတိသားပစ္စည်းထည့်ပြီးလို့ရှိရင်ဝင်မှုကိစ္စတွေနဲ့လုပ်ငန်းဆောင်တာတွေပုံမှန်အတိုင်းဆက်ပြီးတော့လုပ်လို့ရနိုင်ပါတော့မလားဆိုရယ်မေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့အဖြေကတော့လက်မောင်းတွင်းထဲကိုတတိသားပစ္စည်းထည့်ပြီးတဲ့အခါမှာလည်းအိမ်မှုကိစ္စတွေကိုပုံမှန်အတိုင်းဆက်ပြီးတော့လုပ်နိုင်ပါတယ်ဒါပေမဲ့ပစ္စည်းထည့်ပြီးတဲ့အချိန်ပေါ့နော်တစ်ပတ်အတွင်းမှာတော့ထည့်ထားတဲ့နေရာလေးကိုရေမစိုးအောင်ရင်ထည့်ထားတဲ့နေရာလေးမှာရှိတဲ့ပတ်တီးနဲ့အနာကပ်ပလတ်စတာလေးတွေမကွာဘူးပေါ့နော်အဲ့ဒါကိုတော့ဂရုစိုက်ရပါမယ်ရှင်နောက်တစ်ခါအရန်လေးလံတဲ့ပစ္စည်းတွေကိုပေါ့နော်ဒီပစ္စည်းထည့်ထားတဲ့လက်နဲ့မမမိဖို့ပေါ့နော်အဲ့ဒီချက်လေးကိုတော့ဂရုစိုက်စီချင်ပါတယ်ရှင်ဒါဆိုရင်ဒုတိယမေးခွန်းလေးကိုဆက်ရအောင်ပေါ့နော်ဒုတိယမေးခွန်းလေးကတော့အချိန်ကြာလာလို့ရှိရင်လက်မောင်းထဲကပစ္စည်းကနေရာရွှေ့သွားတာမျိုးကျိုးပဲ့သွားတာမျိုးဖြစ်နိုင်လားဆိုရယ်မေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းလေးအတွက်အဖြေကတော့ဒီလက်မောင်းထဲကပစ္စည်းကပေါ့နော်နေရာပြောင်းရွှေ့ပြီးတော့ခန္ဓာကိုယ်ရဲ့အခြားနေရာတွေစီကိုပေါ့နော်ရောက်သွားတာမျိုးမဖြစ်နိုင်ပါဘူးဒါပေမဲ့ထည့်ထားပြီးတော့နှစ်ကလာအရင်ကြာသွားတဲ့အခါမှာတော့ကြွက်သားတွေရဲ့လှုပ်ရှားမှုကြောင့်ပေါ့နော်ပစ္စည်းစားထည့်ထားတဲ့နေရာကနေပြီးတော့ဘေးဘက်ကိုအနှဲငယ်ရောက်သွားတာတွေတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကလည်းစိုးရင်စရာတော့မရှိပါဘူးရှင်နောက်တစ်ချက်ဖြစ်တဲ့ပေါ့နော်ပစ္စည်းထည့်ထားပြီးရင်လက်မောင်းထဲမှာကျိုးပဲ့သွားနိုင်လားဆိုတာအတွက်ကလည်းကျိုးတာပဲ့တာတွေလုံးဝမဖြစ်နိုင်ပါဘူးရှင်ဒါဆိုရင်တတိယမေးခွန်းလေးပေါ့နော်တတိယမေးခွန်းလေးကတော့ဒီလက်မောင်းထဲကိုပေါ့နော်ပစ္စည်းထည့်ထားပြီးတော့မှအစင်မပြေခဲ့လို့ရှိရင်အလွယ်တကူပဲထုတ်ချင်တဲ့အချိန်ထုတ်လို့ရပါတော့မလားဆိုရဲမေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းအတွက်အဖြေကလည်းကိုနဲ့ပေါ့နော်အစင်မပြေခဲ့ရင်အလွယ်တကူပဲပေါ့နော်စေးရုံစေးခဲနေမှာပြန်ပြီးတော့ထုတ်လို့ရနိုင်ပါတယ်ရှင်ဒါဆိုရင်နောက်ဆုံးမေးခွန်းလေးလည်းဖြစ်ပြီးတော့လူအများလည်းတိချင်ကြစိုးရင်ကြတဲ့မေးခွန်းလေးပေါ့နော်အဲ့ဒါလေးကိုဆက်ကြရအောင်ဆိုတော့အဲ့ဒီမေးခွန်းလေးကတော့လက်မောင်းတွင်းထဲကိုပေါ့နော်တတိသားပစ္စည်းထည့်တဲ့အခါကြလို့ရှိရင်အရန်နာလားဆိုရယ်မေးခွန်းဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းအတွက်အဖြေကတော့အရန်မနာပါဘူးပစ္စည်းမထည့်ခင်ပေါ့နော်အနာတက်တာအောင်ထုံဆေးထိုးတဲ့အချိန်မှာတော့အောက်တက်တက်ပေါ့နော်အဲ့ဒီဟာမျိုးအနှဲငယ်ဖြစ်မယ်အဲ့ဒါပြီးရင်တော့မနာတော့ပါဘူးเนาะဒါပေမဲ့အောက်ကအချက်လေးတွေဖြစ်တတ်တာကိုတော့တတိထားစေချင်ပါတယ်အဲ့ဒါတွေကတော့လက်မောင်းထဲကိုတတိသားပစ္စည်းထည့်ပြီးလို့ရှိရင်ပေါ့နော်ထည့်ထားတဲ့နေရာမှာအညိုအမဲလေးတွေတော့ဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒီအညိုမဲလေးတွေကတစ်ပတ်လောက်အတွင်းမှာပဲတက်တာသွားပြီးတော့ပုံမှန်အတိုင်းပေါ့နော်ပြန်ဖြစ်သွားတာမို့လို့စိုးရင်စရာတော့မရှိပါဘူးရှင်နောက်တစ်ခါပစ္စည်းထဲခါစားရက်ဒီမှာဆိုရင်ပေါ့နော်အနှဲငယ်နာတာမျိုးလေးတော့ဖြစ်နိုင်တယ်အဲ့လိုနာတာတွေဖြစ်ခဲ့လို့ရှိရင်လည်းပါရာစီတမုန်းလိုဆေးမျိုးတောက်ပေးလို့ရပါတယ်ရှင်အဲ့လိုမှမဟုတ်တော့ပဲနဲ့ပေါ့နော်အညိုမဲတွေကတပတ်အတွင်းလည်းမပြောက်ဘူးနောက်တစ်ခါထည့်ထားတဲ့နေရာမှာပေါ့နော်ပြည်တယ်လာတာတွေမခံနိုင်အောင်အရန်နာတာမျိုးတွေနဲ့ထည့်ထားတဲ့ပစ္စည်းတွေကပေါ့နော်ထည့်ထားတဲ့ပစ္စည်းကအပြင်ပြန်ထွက်လာတာမျိုးဖြစ်လာပြီဆိုရင်တော့ဆေးရုံဆေးခန်းကိုပြန်ပြီးတော့ပြဖို့လိုအပ်ပါတယ်ရှင်ဆိုတော့ဒီနေ့မှာလက်မောင်းတွင်းနဲ့ထည့်တဲ့တတိသားပစ္စည်းနဲ့ပတ်သက်ပြီးတော့မေးထားတဲ့မေးခွန်းတွေအတွက်ပြည့်စုံတဲ့အဖြေတွေကိုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ဆိုတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်